ပြောတော့လည်းဘေးပေါ်မှာတော့အချိန်ကုန်တာတတိယဒီလိုရတယ်ပါတော့တဲ့ဒီကအချိန်ကိုအသုံးချတော့ငွေကိုရင်းနှီးတာကျွန်တော်တို့ဘာလို့လဲဝယ်ရမှာဒီကိုရတတိယတော့ရဲ့အချိန်ကိုဝယ်တော့အားလည်းရင်းနှီးတော့တာတော့ဒီကိုဒီကကျတော့ပဲလို့ဟုတ်လားမှန်ရလားအဲ့ဒါလည်းတိုင်းတယ်โอเคပြီးတယ်ခုမှစဟုတ်ပြီကျွန်တော်တို့ကလည်းကျွန်တော်ဟိုကကျွန်တော်လည်းတောင်းတော့ပါတယ်ဒီနေ့ကလည်းဒီလိုပေါ့ဒီနေ့ကဒီတိုင်းအားဒီကိုနားလည်းအပေါက်အလို့ဖတ်ပြီးတော့ရှင်းရလို့ဆက်ပြေးပါဟုတ်ပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့60 ဒီတိုင်းဝင်လာပြီးတော့ဘောရတော့တဲ့ငါးပါးသူတော့ဒီလောက်လို့လည်းအများအားကျွန်တော်တို့ကိုဝင်လာဖြစ်တယ်ဒီလိုဟုတ်လားဟုတ်ပြီသူကလည်းကျွန်တော်တို့လည်းဒီကမျိုးအဲ့လိုဒီကမျိုးလည်းများဖြစ်သွားဟုတ်လားမပေါင်းစပိုင်းပိုင်းတော့ပါဘူးဒီမှာထားထားကျွန်တော်ရအောင်ကောင်းနေကြောက်အောင်ပြောမှာမွေးမယ်ကျွန်တော်တော့4မိနစ်ကျော်4မိနစ်ရတယ်ဘာမှမရဘူးအဲ့ဒါပြောရအောင်ကုန်းပြီလားကဲမွေအောင်သိကြိုက်မွေသန်းဝေးကြုံပါမယ်အဲ့လူတွေလက်တွေဖြန်းပြအဲ့လူတွေလက်တွေဖြန်းပြအေးဟုတ်ပြီဖြန်းလက်ဖြန်းပြโอเคဘယ်လိုဖြစ်လို့လာတတ်ကြရပြီโอเคချိန်ထားပြီလားချိန်ထားပြီကိုထက်ကိုသွားနေတော့ဘယ်တသိအိုင်ဖုန်းလေးလုံးကောင်းလေးမဲများကနေလာတယ်ဘယ်ကနေလာအကောင်းကြည့်ကြည့်လာမြင်းနေရပဲကားတယ်မြင်းရ